kangaroo ဆိုတာနဲ့မြေပြင်ပေါ်မှာခုံပေါက်နေတာဝယ်မြင်ဘူးကြမှာပါဒါပေမဲ့တစ်ပင်ပေါ်မှာမြောက်တကောင်လိုကျွန်းကျင်စွာနေထိုင်တဲ့ kangaroo မျိုးစိတ်ရှိရဲဆိုတာသိသိပါသလားဒီနေ့မှာတော့ Australia နဲ့ New Guinea ကျွန်းကမိုးတစ်တောတွေမှာနေထိုင်ကြတဲ့ tree kangaroo ခေါ်တစ်ပင်တက်တဲ့ kangaroo လေးတွေအကြောင်းကိုပြောပြပေးသွားမှာပါသူတို့ဟာတာမန် kangaroo တွေနဲ့အမျိုးတော်ပေမဲ့နေထိုင်မှုပုံစံကတော့လုံးဝကွဲပြားပါတယ်သူတို့မှာတစ်ပင်တက်ဖို့အတွက်တန်မာတဲ့လက်မောင်းတွေနဲ့ရှည်လျားပြီးကွေးညွတ်နိုင်တဲ့လက်သေးတွေပါရှိပါတယ်။မြေပြင် kangaroo တွေနဲ့မတူတာကတော့သူတို့ရဲ့နောက်ခြေထောက်တွေကိုတီးခြားစီလှုပ်ရှားနိုင်တာပါ။ဒါအပြင်အလွန်ရှည်လျားတဲ့အမြင့်ကြီးတစ်ခုကိုအသုံးပြုပြီးတကိုင်းတွေပေါ်မှာဟန်ချက်ကိုကောင်းဆုံးထိန်းထားနိုင်ကြပါတယ်။ဒီတော်လေးတွေဟာတစ်ပင်တစ်ပင်ကနေတစ်ပင်ကို9မီတာပေ30ခန့်အကွာအဝေးအထိခုန်ကူးနိုင်ကြသလိုအမြင့်ပေ60ကျော်ကနေမြေပြင်ပေါ်ကိုဘာတန်ရမှမရပဲလုံးကျုံစွာခုန်ချနိုင်စွာလည်းရှိကြပါတယ်။ဒါဟာတကယ်ကိုအံ့ဩစရာကောင်းတဲ့စွမ်းရည်တစ်ခုပါပဲ။မိုးတတော်တွေရဲ့အဖို့တန်ရတနာလေးတွေဖြစ်တဲ့ဒီတစ်ပင်တက်တဲ့ kangaroo လေးတွေကိုတင်ရောသဘောကျရဲ့လား။နောက်ထပ်လည်းစိတ်ဝင်စားစရာတော်ရိုင်းခရိစံတွေအကြောင်းကိုသိရအောင်ကျမတို့ channel လေးကို subscribe လုပ်ထားဖို့မမေ့ပါနဲ့ဟုတ်နော်။